အားလုံးပဲမင်္ဂလာပါရှင် Hope Cleaning Service မှာကြိုဆိုလိုက်ပါတယ်လူချင်းမင်းတို့အိမ်တွေရဲ့ခေါင်မိုးတွေပါပေါ့နော်ဒီလိုမျိုးညစ်ပေပြီးတော့ချိန်မလားရှုမလားဖြစ်နေလားအဲ့ဒါကိုတန့်ရှင်းလုပ်ချင်တယ်ဒါပေမဲ့အချိန်မပေးနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဒီဖြစ်နေလားပေါ့နော် Hope Cleaning Service ကိုအနံ့လို့ရပါတယ်ဒီမှာကြည့်ထားဆိုလို့ရှိရင်ရွှေတောင်ကြားအိမ်အားပေါ့နော်ဒီသူ့ရဲ့ kitchen မှာအမိုးလေးပေါ့နော်အမိုးလေးမှာဒီလိုမျိုးညစ်ပေနေတာမော်ကြည့်တိုင်းစိတ်မချမ်းသာဘူးဖြစ်နေပါတယ်အဲ့ဒါကိုဒီတစ်ခါ deep cleaning service မှာဒါပါတစ်ခါလောက်လိုက်တာပေါ့နော်ဒါကတော့အမိုးတီးတက်အောင်ပဲတစ်ချက်ပြပေးတာပေါ့နော်သူကအနန္နာတော့တိုင်လုံးအနံပေးတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးဆိုလို့ရှိရင်တော့သူကအမြင့်ဖြစ်တဲ့အတွက်ကြောင့်မို့တတိတော့ထားရတာပေါ့နော် safety ကြိုးဆုံးဆုံးလင်းလင်းနဲ့တတိထားရတယ်ပြီးပစ္စည်းတွေပျက်စီးသွားမှာတော့တခုအိုးစားပါလဲအနေရရှိမှာတော့ပေါ့နော်အကုန်လုံးတော့ queue ဆိုင်ရပါတယ်ရှင်ဒီမှာဒါဆိုလို့ရှိရင်တော့queue design နဲ့လုံးလိုက်တာဒီအမိုးလေးပေါ့နော်ကြည့်ပြော်ရှုဖို့ဖြစ်သွားပြီအိမ်ရှင်ကလည်းအိမ်တွေးလိုက်တော့အရင်စိတ်ချမ်းသာသွားတယ်ပေါ့နော်သူရဲ့kitchen ကနေမော်ကြည့်လိုက်တော့ကွာဒီလိုမျိုးတောက်ပြောင်သွားတဲ့တော့ကြောင့်မို့အရင်စိတ်ချမ်းသာပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒီတည်တန့်ရှင်းမဆိုအဟောက်ရှင်းတဲ့ Hope Cleaning Service ကိုအနံလိုက်ပါ